မယ်ဗျာဘယ်လိုကြည့်လို့ရှိလဲ ဒီဘက်ကလည်းရောက်သွားတော့လက်ကြီးမယ်လို့ပြောလိုက်အောင်ရုပ်ရှင်ကား တက်လိုက်အောင်မှာလည်းကြောက်နေပါဘူးအားပေးမယ်နော်ညာကြီးတယ်ဘာလို့ဘယ်လိုလုပ်